မင်းကလေးရဲ့လက်ကောက်ဝတ်မှာပတ်ထားတဲ့ကျိုးနီလေးဟာရုတ်တရက်ဆိုသလိုပဲကျထွက်သွားခဲ့ပြီးတခဏချင်းတွင်းမှာတင်အမျိုးသားရဲ့လက်ကောက်ဝတ်စီကိုအလိုလျောက်သွားရောက်ရစ်ပတ်နှံဖွဲလိုက်ပါတော့တယ်အမျိုးသားကငုံကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်နှာတစ်ခုလုံးဟာတစ်စက္ကန့်အတွင်းစီးနှင်းတွေလိုအေးဆက်ခဲပိတ်သွားခဲ့ရတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီကျိုးနီလေးဟာအသက်နဲ့လဲရမယ်အသေးလဲကျိန်စာကတိတစ္ဆာဖြစ်နေလို့ပါပဲဒီကျိန်စာကိုဖျက်ဆီးပြစ်နိုင်မဲ့တစ်ခုတည်းသောနေလန်းကတော့သူတို့နှစ်ယောက်ထဲကတစ်ယောက်ရောက်တည်ဆုံးသွားဖို့ပဲဖြစ်ပါတယ်သူဟာချက်ချင်းပဲလက်ကိုမြောက်ပြီးဓာတ်နဲ့သူမကိုချိန်ရွယ်လိုက်တာကြောင့်မင်းကလေးလည်းကိုလဲပြီးအလန့်တကြားထွက်ပြေးပါတော့တယ်အမျိုးသားကလည်းအနောက်ကနေထက်ချက်မကွာလိုက်လံဖမ်းဆီးခဲ့ပြီးသူတို့နှစ်ယောက်ဟာလူလောကကိုစင်းတက်ရာရေတွင်းဝစီထိရောက်ရှိသွားခဲ့ကြတယ်မင်းကလေးဟာအတန်ကုန်ဟစ်ပြီးတကယ်လို့သူသာနောက်ထပ်တလန်းထပ်တိုးလာရင်ရေတွင်းထဲကိုခုန်ချပစ်မယ်လို့ချိန်ချောက်ခဲ့ပေမဲ့အမျိုးသားကတော့တုံးလုံးချင်းလုံးဝမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမင်းကလေးဟာခြေချော်သွားခဲ့ပြီးအတဲကိုဝုန်းခနဲ့ပြုတ်ကျသွားခဲ့ပါတော့တယ်အမျိုးသားကတော့ရေတွင်းဝမှာဘာခံစားချက်မှမရှိတဲ့မျက်နှာသေးနဲ့ရက်ကြည့်နေခဲ့ပြီးနောက်ထပ်တစ်ချက်တောင်ပြန်မကြည့်ပဲလက်ထွက်သွားခဲ့တာပေါ့အမှန်တော့အဲ့ဒီလူလောကစင်ရရေတွင်းကြီးဟာမကြသေးခင်ကမှပျက်စီးနေခဲ့တာဖြစ်လို့မင်းနဲ့ကိုပြုတ်ကျတဲ့သူမှန်သမျှဟာကြောက်စရာကောင်းတဲ့ဏီကုန်းနဲ့ပဲရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့သူလက်ထွက်သွားရုံပဲရှိသေးတယ်ကျိုးနီလေးဟာချက်ချင်းပြန်လဲပေါ်ပေါက်လာခဲ့ပြီးသူ့ရဲ့လက်ကောက်ဝတ်ကိုတင်းကျပ်စွာထပ်မံရစ်ပတ်လိုက်ပြန်ပါတယ်ကျိုးရဲ့အခြားတစ်ဖက်ကတော့ရေတွင်းရဲ့အောက်ခြေထိတန်လန်းကြီးဆွဲဆန့်သွားခဲ့ပြီးရုတ်တရက်ဆိုသလိုတင်းခနဲဖြစ်သွားခဲ့ရတယ်အဲ့ဒီနောက်မှာတော့ပြင်းထန်လာတဲ့ဆွဲအားတစ်ခုကမျိုးသားကိုပါရေတွင်းထဲကိုဝုန်းခနဲဆွဲချပစ်လိုက်ပါတော့တယ်မင်းကလေးတတိပြန်ရလာတဲ့အချိန်မှာတော့သူမဟာလူလောကထဲကိုရောက်ရှိနေပြီဆိုတာသိလိုက်ရတယ်သူမရဲ့လက်တွေကိုငုံကြည့်လိုက်တဲ့အခါမှာတော့ငူးညံ့ပြောင်းတဲ့ခြေဝါးသေးသေးလေးတွေဖြစ်ပြောင်းလဲနေခဲ့ပါပြီအမှန်တော့သူမဟာကြားပေါက်စလေးတစ်ကောင်ဖြစ်သွားခဲ့တာပါဘာတွေဖြစ်ပျက်ကုန်ပြီလဲဆိုတာကိုသူမဇဝေးစွာဖြစ်နေတော့မှပဲသူမရဲ့ရှေ့တဲ့မှာတောဝက်ကြီးတစ်ကောင်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီတောဝက်ကြီးကိုမြင်ချင်းမှတင်မင်းကလေးဟာထိုနေရာမှာတင်တဟားဟားနဲ့အော်ရမိပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတောဝက်ကြီးဟာအခြားသူမဟုတ်ပဲစောစောကအမျိုးသားကြီးဖြစ်နေလို့ပါပဲတောဝက်အဖြစ်ပြောင်းလဲသွားတဲ့အမျိုးသားဟာလည်းဒေါသအိုးပေါက်ကွဲမတက်ခံပြင်းသွားခဲ့ရပြီးနောက်ကကနေကလဲစားချေတာခံရမှာဆိုလို့ချက်ချင်းပဲကိုလဲပြီးထွက်ပြေးဖို့ပြင်ပါတော့တယ်မင်းကလေးလည်းတွတ်ဆုပ်မနေပဲသူ့နောက်ကနေအပြေးလွှားလိုက်သွားခဲ့တာပေါ့အဲ့ဒီနောက်ပိုင်းရက်တွေမှာတော့အမျိုးသားရဲ့စိတ်ကျေနပ်မှုကိုရယူဖို့အတွက်မင်းကလေးဟာသူ့အတွက်ရင်းနဲ့အစားအစာတွေကိုလိုက်လံရှာဖွေပေးခဲ့တဲ့အပြင်အပေါ်ကနေပြုတ်ကျလာတဲ့ကြောက်ခဲတွေရန်ကနေပါမိမိကိုယ်နဲ့ယဉ်ပြီးကာကွယ်ပေးခဲ့ရှာပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာနတ်ဖျားကဘာစီကိုပြန်လဲရောက်ရှိသွားခဲ့ကြပြီးအမျိုးသားဟာလည်းပျက်စီးသွားတဲ့သူ့ရဲ့နတ်ဖျားစွမ်းအားတွေပြန်လဲကောင်းမွန်လာတာကိုသတိပြုမိသွားခဲ့တယ်သူ့ရဲ့စွမ်းအားတွေကိုအမြန်ဆုံးပြန်လဲရရှိချင်နေတဲ့အမျိုးသားဟာမင်းကလေးကိုသူ့ရဲ့အဖော်ဖြစ်ချက်ချင်းတတ်မှတ်လိုက်ပြီးသူမကိုသူနဲ့အတူကောင်းကင်ဘုံရဲ့ဘေးဒုက္ခတွေကိုအတူတူရင်ဆိုင်ကြော်ဖြတ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်ဒါကိုမြင်တွေ့ရတဲ့သူအားလုံးကအားကြမနာလို့ဖြစ်နေခဲ့ကြပေမဲ့မင်းကလေးကတော့ကြောက်လန့်တုန်လှုပ်ပြီးဝိညာဉ်မှာလွတ်မတက်ဖြစ်သွားခဲ့ရတာပေါ့သူမကိုနှစ်သိမ့်ပေးဖို့အတွက်သူမရဲ့ဆရာသခင်ကဆေးလုံးတစ်လုံးပေးခဲ့ပါတယ်အဲ့ဒီဆေးလုံးဟာလူလောကထဲကိုရောက်သွားတဲ့အခါမှာအတိတ်ကအမှတ်တရတွေအားလုံးကိုမမေ့မလျော့ပဲအကောင်းတိုင်းမှတ်မိနေစေမဲ့ဆေးလုံးပဲဖြစ်ပါတယ်ဒါကြောင့်လည်းမင်းကလေးဟာဘာမှထပ်မစင်စားတော့ပဲလူလောကစင်ရရေတွင်းထဲကိုချက်ချင်းပဲဒုတိယအကြိမ်ခုန်ချပစ်လိုက်ပါတော့တယ်အဲ့ဒီကျိုးနီလေးရဲ့စွမ်းကြောင့်ပဲဘေးဒုက္ခတွေကိုလက်စားကြော်ဖြတ်ဖို့အချိန်မရလိုက်တဲ့မျိုးသားဟာလည်းသူမရဲ့နောက်ကနေချက်ချင်းပဲရေတွင်းထဲကိုထပ်မံဆွဲချခြင်းခံလိုက်ရပြန်တယ်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာသူတို့ရဲ့ဒုတိယမြောက်ဘဝအချစ်ဇလန်းကြီးကိုစတင်ခဲ့ကြပါတော့တယ်ဒီဘဝမှာတော့မင်းကလေးနဲ့အမျိုးသားဟာငယ်စဉ်ကတည်းကစစ်ဆက်ကြောင်းလန်းထားခဲ့ကြတဲ့ငယ်သူငယ်ချင်းအချစ်ဆုံးတွေဖြစ်နေခဲ့ကြတာပါအတိတ်က၆လက်နေတဲ့အမတ်တရားတွေအားလုံးကိုမှတ်မိနေတဲ့မင်းကလေးကတော့နေတိုင်းထိတ်လန့်တုန်လှုပ်ခြင်းတွေနဲ့ပဲရှင်တန်နေခဲ့ရတယ်ထိုမျိုးသားနဲ့ဝေးဝေးမှာနေနိုင်ဖို့အတွက်အသေးအတန်စူးစမ်းနေတဲ့မင်းကလေးဟာရုတ်တရက်မြန်ကုန်မြူးသွားခဲ့ပြီးသူတို့နှစ်ယောက်ရဲ့စစ်ဆက်ပွဲကိုဖျက်သိမ်းပစ်ဖို့အတွက်အစီအစဉ်ပေါင်းများစွာကိုတစ်ခုပြီးတစ်ခုစတင်ကြံစီပါတော့တယ်ဗျာ